ဒီ transition ကို effect အများကြီးသုံးထားတယ်လို့ထင်နေတာလားတကယ်တော့ကက်ကက်ရဲ့ mask 2တစ်ခုတည်းနဲ့လောက်ထားတာအားလုံးပဲဒီလိုပါပါခင်ဗျာဒီမှုဆိုကက်ကက်ထဲကတိုင်းလိုက်မှာကိုအသုံးပြုမဲ့ဗီဒီယိုနှစ်ပုဒ်ကိုထည့်ပါဗီဒီယိုနှစ်ပုဒ်ထည့်ပြီးပါပြီဆိုလို့ရှိရင်အောက်ကဘာတန်းမှာရှာလိုက်ပါ mask ဆိုတာတွေ့အောင် okay ဒီမှာ mask တွေ့ပါပြီ okay mask တွေ့ပြီဆိုရင်အဲ mask ကိုတစ်ချက်ဝင်လိုက်ပါ mask ကိုတစ်ချက်ဝင်လိုက်ပြီဆို mask မှာဆိုရှင် horizontal ရှိတယ် mirror ရှိတယ် circle ရှိတယ် rectangle ရှိတယ် hash ရှိတယ် star ရှိတယ်ပေါ့နော်အဲ့ဒါမှကျွန်တော်တို့အခုကဗီဒီယိုနှစ်ပုဒ်ကိုဟို PPP လေးနဲ့ဆက်မှာဖြစ်တဲ့အတွက်ကြောင့်မလို့အခုကျွန်တော် horizontal တစ်ခု horizontal ကိုအရင်ရွေးလိုက်ပါမယ်ဒီ horizontal ကိုရွေးလိုက်ပါတယ် okay ဒီ horizontal ကိုရွေးပြီးသွားပြီဆိုလို့ရှိရင်အရင်ကတော့ကျွန်တော်တို့ကဒီမှာရှိတဲ့ဒီအဝါရောင်တန်းလေးကိုရွှေ့မဲ့ဘက်ကိုပြန်ချိန်ပေးရပါမယ်အဝါရောင်တန်းကိုပြန်ချိန်တဲ့အချိန်မှာဆို90ဒီဂရီအကြောင်းချိန်လာတော့ပို့ပြီးတော့အဆင်ပြေပါတယ်ခင်ဗျာ90ဒီဂရီကြောက်ပါဆိုရင်ကိုရွှေ့ခြင်းတဲ့ဘက်ကိုဝါခြင်းတဲ့ဘက်ကိုဝါပေးပါဒီမြားလေးကိုရဲ့အောက်ဗီဒီယိုနဲ့အပေါ်ဗီဒီယိုနဲ့နှစ်ခုကိုအထင်ကော်ကြီးဖြစ်မနေပဲနဲ့အောက်ဗီဒီယိုလေးကလည်းအပေါ်ဗီဒီယိုလေးကလည်းပြေးအောက်ဗီဒီယိုလေးပြေးဖြစ်သွားအောင်ဒီလိုလေးချိန်ကြည့်လိုက်ပါဦးနော်အဲ့ဒါတော့ကိုအဆင်ပြေလို့ချိန်လို့ရပါတယ်ခင်ဗျာအဲ့မှာဆိုရှင်ဒီမှာဆိုရှင်position ရှိမယ် position ဆိုတာကဒီ h ဒီအောက်ကဒီ h position ကြတော့ဒီကောင်လေးကိုဒီမြားလေးကိုအမြားလေးကိုအပေါ်အောက်ကိုရွှေ့ပေးတာဖြစ်ပါတယ်ခင်ဗျာဒီအောက်မှာရှိတယ်ဒီ y position ဆိုတော့ y လေးကြတော့ဒီ y လေးကြလို့ရှိရင်ဒီမြားလေးဟိုဘက်ပေးဒီဘက်ပေးကိုဆိုဖို့ချိန်ကြည့်ပေးတာဖြစ်ပါတယ်ခင်ဗျာကိုယ်အဲ့လိုမျိုးဖြစ်ပြီးသွားဆိုရှင်ဟိုမှာ rotate ကြလို့ရှိရင်ဒီ rotate ကတော့ဒီမှာရှိတဲ့ဒီ အဝါရောင်တန်းကြီးကိုကစားတဲ့ဟာပဲဖြစ်ပါတယ်ခင်ဗျာ rotate ကတော့ဒီဘက်မှာရှိတဲ့ feather ဆိုတာတော့ဒီဗီဒီယိုနှစ်ခုရဲ့အနားသက်တွေကိုပို့ပြီးတော့ချောမွေ့အောင်လုပ်ပေးတဲ့အရာပဲဖြစ်ပါတယ်ခင်ဗျာဟိုfeather အရင်တုံးလိုက်ရဆိုမှအထက်လိုက်ကြီးတွေပြန်ပေါ်လာတယ်အဲဒီရှိပါမယ်အဲ့တော့ကိုမျိုးလုံးထဲမှာအဆင်ပြေမဲ့အနားသက်မျိုးလေးရအောင်ကိုတခြားချိန်ကြည့်ပါခင်ဗျာအဲ့ဒါလို့အဆင်ပြေဆိုရှင်ဒီမှာနှိပ်လိုက်ပေါ့နော်အမှန်လေးချစ်လိုက်ပါမယ်အမှန်ချစ်ပြီးဆိုရင်ဒါဗီဒီယိုလေးကိုစကြည့်လိုက်မယ်ဒါဗီဒီယိုတစ်ပုတ်နဲ့တစ်ပုတ်ကနှစ်ပုတ်ကြီးထပ်ထားတယ်ဆိုတာကြီးကအထင်ငေါ်ကြီးနဲ့မဖြစ်မဲ့နောက်ကဗီဒီယိုတွေကရှေ့ဗီဒီယိုလေးပြည့်ကလေးနဲ့ဖြစ်သွားပါလိမ့်မယ်ခင်ဗျာဗီဒီယိုအတူရှေ့ကတော့မညီတဲ့ဟာတော့ကိုဒီတိုင်းလိုင်းမှာပဲကိုချိန်ကြီးပါခင်ဗျာဒါတော့ဒါကဗီဒီယိုနှစ်ခုကိုရှင်ထည့်တဲ့အခါမှာပြည့်လေးဖြစ်သွားအောင်ပေါ့mask ကိုသုံးပြီးတော့လုပ်တဲ့ဟာပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ဗီဒီယိုတွေမှာကျွန်တော်တို့ရဲ့ logo တွေထည့်မယ်ကျွန်တော်တို့ရဲ့တခြားထပ်ထည့်ခြင်းတဲ့ဟာတွေရှိရဆိုရှင် okay ဟိုဒီမှာ s over လေးဆိုတော့တစ်ချက်ထပ်နှိပ်ပြီးတော့ကိုထပ်ထည့်ခြင်းတဲ့ဟာတွေကိုထည့်ရမှာပဲဖြစ်ပါတယ်ခင်ဗျာအခုကျွန်တော်ရဲ့ဗီဒီယိုတွေကျွန်တော်ရဲ့ကိုပိုင် logo လေးတစ်ခုကျွန်တော်ထည့်မယ်ပေါ့နော်ကျွန်တော် logo လေးကိုထည့်မှာဖြစ်တော့ကျွန်တော် logo လေးကိုယူလိုက်ပါတယ် logo လေးရလာဆိုရင် logo လေးကိုနည်းနည်းလေးကျုံးလိုက်တယ်ဗျာကျွန်တော် logo လေးဟို down လေးမှာပေါ်နေတာဖြစ်တော့ကြောင်းလို့အဲ့တော့logo လေးကိုပဲ select ပေးထားပြီးတော့ဟိုကဘာတန်းလေးမှာပဲဒီ mask ဆိုတာကိုတစ်ခါပြန်ဝင်လိုက်ပါမယ်ခင်ဗျာဒီ mask ကိုရောက်ပြီးသွားပြီဆိုလို့ရှိရင်logo ထည့်မှာဖြစ်တော့ကြောင့်ကျွန်တော်ဒီအလဲကောင်ကဒီ circle ဆိုတဲ့ဟာလေးကိုကျွန်တော်တစ်ချက်ရွေးပေးပါမယ် circle လေးကိုရွေးပြီးသွားဆိုရင် circle လေးမှာပါတဲ့အမြားတွေကိုကျွန်တော်ကကျွန်တော်ရဲ့ logo ရဲ့ကျွန်တော်လိုချင်တဲ့ပုံစံအထိကိုချိန်နှိမ့်လိုက်ပါမယ်ခင်ဗျာဒါမှမဟုတ်ကျွန်တော်ဒီလောက်ဆိုရပြီဖြစ်တဲ့ကြောင့်မလို့အမှန်လေးတစ်ချက်ပြန်ချစ်လိုက်ပါမယ်အမှန်ရှိပါရင်ကျွန်တော် logo လေးကျွန်တော်ထားခြင်းတဲ့နေရာကိုရွှေ့လိုက်ပါမယ်ရွှေ့ပါရင်နည်းနည်းသေးမယ်ဆိုသေးပါမယ်ကြီးမယ်ဆိုကြီးလို့ရပါတယ်တေးကြီးကျင်းကြီးကိုလုပ်လို့ရပါတယ်ကွာကျွန်တော်ဒီ logo လေးရပြီးတော့ဆို logo လေးကိုဒီနှခမ်းလေးတွေကတိတိုင်ကြီးပေါ်လာတော့နှခမ်းလေးကိုလည်းဒီ mask ကိုသုံးပြီးတော့ပဲပြေလေးဖြစ်အောင်တစ်ချက်ပြန်လုပ်လိုက်ပါခင်ဗျာအဲ့တော့ဒီခုနဝင်ထားတဲ့ circle တွေက adjust ကိုထပ်ဝင်ပြီးသွားပြီဆိုရှင်ကျွန်တော်ဒီမှာ feather လေးမှာပဲနည်းနည်းလေးတိုးကြည့်လိုက်ပါမယ်ခင်ဗျာ feather လေးကိုနည်းနည်းတိုး feather နည်းနည်းတိုးလိုက်လို့ရှင်သူနှခမ်းလေးတွေဝါးလေးတွေနဲ့ဟိုဘယ်လိုနေမလဲပေါ့နော်တစ်ချက်ကြည့်လိုက်အောင်okay ဒါမျိုးလေးဆိုဘေးက shake လေးတွေနဲ့ပါသွားပြီးတော့ logo လေးကလည်းအထာကြလေးဖြစ်သွားပြီပေါ့နော်အဲ့တော့ကျွန်တော် logo လေးကိုနည်းနည်းဆွဲဆန်းလိုက်မယ်ဗီဒီယိုပြီးတဲ့အထိပေါ့ okay ကျွန်တော်ဗီဒီယိုလေးကိုပြန်ကြည့်အောင်ဗျာ shape ဗီဒီယိုရဲ့နောက်ဗီဒီယိုရဲ့ကျွန်တော် logo လေးကတော်သားလေးဖြစ်နေတဲ့ပုံစံလေးကိုရအောင်ဗျာ mask ကိုကျွမ်းကျင်အသုံးပြုတတ်သွားတယ်ဆိုလို့ရှိရင်လူကြီးမျိုးဖန်တီးထားတဲ့ဗီဒီယိုတွေကပြလေးနဲ့ professional ဆန်းတဲ့ပုံစံမျိုးလေးဖြစ်မှာဖြစ်ပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်ဒီဗီဒီယိုလေးကအကျိုးရှိရဆိုရင် follow and subscribe လုပ်ပြီးတော့အားပေးသွားကြပါဦးခင်ဗျာ
နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ